ဒီနေ့တော့တပတ်စာပင်ပန်းသမျှတွေကိုဖြည့်ဖြောက်ဖို့အတွက်ကျွန်တော်မနက်စောစောရွှေကုန်းဖျားကိုတွားရောက်ဖူးမြော်ခဲ့ပါတယ်မနက်ခင်းရဲ့လေးပြေးလေးတွေကစိတ်ကိုတော်တော်လေးလန်းဆန်းစေပါတယ်ဖျားရင်မျက်နှာပေါ်မှာလမ်းလျှောက်နေရင်လည်းမွေးပြတ်နေတဲ့ပန်းရံလေးတွေမနက်စောစောဝေယဝဆလုပ်နေကြတဲ့ကုသိုလ်ရှင်တွေကိုမြင်ရတာလည်းရှင်ထဲမှာလှုပ်လှုပ်ကြည်နူးသွားစေပါတယ်ကိုယ့်ရဲ့မွေးနံတောင်းမှာရေသက်ပဲပန်းကပ်ပြီးတော့ဖျားရှိခိုးပြီးတော့ဆုတောင်းခဲ့တယ်ဒီချိန်မှာကျွန်တော်ရဲ့စိတ်ထဲမှာအပူနဲ့အကုန်လုံးကိုလွတ်စင်သွားတယ်လို့ခံစားခဲ့ရတယ်ဖျားရင်မျက်နှာပေါ်ကဆဲလဲတန်တက်တက်လေးတွေရဲ့ဖျားစာရွတ်ဖတ်နေကြတဲ့အတန်တွေရဲ့ကဒီရင်မျက်နှာတစ်ခုလုံးကိုပို့ပြီးတော့စိတ်နှလုံးကြည်လင်ပြီးအေးချမ်းသွားစေခဲ့ပါတယ်မနက်ခင်းရဲ့နေမင်းကြီးထွက်ပေါ်လာတဲ့အချိန်မှာတော့နေအောင်ကြီးအောက်ကစေရီတော်မြက်ကြီးဟာပို့ပြီးတော့တက်ပယ်စွာနဲ့ခန္ဓာတင့်တယ်လှပါတယ်ဒီနေ့အတွက်တော့အကောင်းဆုံးခွန်အားတွေကိုကျွန်တော်ရရှိခဲ့ပါပြီမိတ်ဆွေတို့လည်းစိတ်အေးချမ်းမှုလိုအပ်နေတယ်ဆိုရင်မနက်စောစောရွှေကုန်းဖျားကိုလာရောက်ဖူးမြော်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်